အားလုံးပဲမင်္ဂလာပါခင်ဗျာ Football Village မြန်မာ channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ် Conference League Final ပွဲစဉ်ဖြစ် Real Betis နဲ့ညီမလေးမိချယ်တို့ကတော့ရှင်ပြိုင်ပြီးဆုံးခဲ့ပြီဖြစ်ပါတယ် Real Betis အသင်းကတော့ဂိုးသမားနေရာမှာ Arian နဲ့ပွဲထွက်လာခဲ့ပြီးနောက်လက်နေရာမှာ Sabari, Batra, Nadan, Rory တို့နဲ့ပွဲထွက်လာခဲ့ပါတယ်ကွင်းလယ်မှာတော့ Johnny Cardoso, Fornel, Isco တို့ရှိနေပြီးတိုက်စစ်နေရာမှာတော့ Adesoliကိုကြီးရလိုနီနဲ့ဘာဂန်ဘူးတို့ပွဲထွက်လာခဲ့ပါတယ်။ညီမလေးမိချယ်တို့ရဲ့ပွဲထွက်လူချင်းမှာတော့ကိုသမားဂျော်ကန်ဆန်နောက်ခံကစားသမားတွေဖြစ်ကူကူရဲလာဘာရီယာရှိချာလူဘာဂတ်စရိုတို့နဲ့ပွဲထွက်လာခဲ့ပါတယ်။ကွင်းလယ်နေရာမှာတော့ကိုင်စီတိုမာဒူကီအန်ဆိုဖာနန်ဒတ်ကိုပါမာနတိုတို့ဝင်ကစားခဲ့ပြီးထောင်တိုက်စစ်နေရာမှာတော့ဒရောဘာဆန်းသုံးကဂျက်ဆင်ကပွဲထွက်လာခဲ့ပါတယ်။ပထမပိုင်းပွဲစပြီးချင်း10မိနစ်ရောက်မှာတော့ရီယယ်ဘက်တီအသင်းမှအသင်းကောင်းဆောင်အစ်ကိုရဲ့ဖန်တီးပေးမှုကတည်းကတောင်မန်ကစားသမားAzazuli ကအပိုင်ပိတ်သွင်းခဲ့ပြီး Real Betis တို့ရဲ့အဖွင့်ဂိုးကိုရရှိစေခဲ့ပါတယ်။အဲဒီနောက်ပွဲကစားချိန်73မိနစ်ရောက်မှာတော့ Real Betis တို့ကကွင်းလယ်မှာအပေးယူလုံးနေရင်ရှေ့တရောက်လာတဲ့နောက်ခံလူဘာရာ18ခိုက်စီးပြင်နာကနေလှမ်းသွင်းခဲ့ပေမဲ့ညီမလေးမီရှယ်တို့ရဲ့ဂိုးသမားဂျော်ကန်ဆန်ပုတ်ထုတ်ကာကွယ်နိုင်ခဲ့တာကြောင့်နောက်ထပ်ဦးဆောင်ကိုရရှိမဲ့ခွင့်ရင်းနဲ့လွဲချော်ခဲ့ရပါတယ်။ပွဲကစားချိန်မိနစ်20ရောက်မှာတော့ Real Betis တို့ရဲ့ဦးဆောင်ကိုသွင်းပေးခဲ့တဲ့ Azazuli ဟာညီမလေးမီရှယ်တို့ရဲ့ခန်းစစ်ကိုထိုးပေါက်လာရင်ကိုရှိမှနေရာယူရတဲ့ဂျွန်နီကာဒိုဆိုကိုအပိုင်ခွင့်ရတစ်ခုဖန်တီးခဲ့ပေမဲ့ဂျွန်နီကာဒိုဆိုကန်သွင်းယူမှာတိတိတိုင်းလွဲချော်သွားခဲ့လို့နောက်ထပ်သွင်းကိုတစ်ခုထပ်မံလွဲချော်သွားခဲ့ပြန်ပါတယ်ဒီလိုနဲ့ပထမပိုင်းမှာတော့ Real Betis တို့ဟာညီမလေးမိချယ်တို့ကိုတကိုးကိုမရှိနဲ့ဦးဆောင်ပြီးပွဲသိမ်းခဲ့ပါတယ်ဒုတိယပိုင်းပွဲစပြီးချင်းမှာတော့ညီမလေးမိချယ်တို့ကခြေစွမ်းပြဖို့ရုန်းကန်နေရတဲ့နောက်ခံကစားသမားကတ်စတိုကိုထုတ်ပြီးအသင်းကောင်းဆောင်စေးရုံအုပ်ကြီးရိချင်းနဲ့လူစားလဲခဲ့ပါတယ်စေးရုံအုပ်ကြီးဝင်လာပြီးနောက်ပိုင်းပထမပိုင်းကထက်ကစားပုံပုံကောင်းမွန်လာခဲ့ပြီး65မိနစ်ရောက်မှာတော့ကိုဘာမာရဲ့အကွက်မြင်ဖန်တီးပေးမှုကတည်းကကွင်းလယ်ကစားသမားအန်ဆိုဖာနန်ဒတ်ခေါင်းတိုက်သွင်းယူခဲ့ပြီးညီမလေးမိချီတို့တဲ့လိုအပ်နေတဲ့ခြေပေါ်ကိုတကူကူတော့ရာယူနိုင်ခဲ့ပါတယ်။ပွဲကစားချိန်68မိနစ်ရောက်မှာတော့လူစားဝင်ကစားသမားဆန်ချိုကင်းပေးတာကတည်းကကိုဘာမာ18ခိုက်စီးပြန်နေလှမ်းကန်ခဲ့ပေမဲ့ Real Betis အသင်းကိုသမား Arian ကအတီငိမ်ဆုံးကာကွယ်ရယူနိုင်ခဲ့ပါတယ်။ဒီလိုနဲ့ညီမလေးမိချီတို့ကပဲပွဲကိုဆက်လက်စိုးမိုးထားပြီးပွဲကစားချိန်မိနစ်90မှာတော့တပွဲလုံးခြေသွမ်းပြသနေတဲ့ကိုဘာမာရဲ့နောက်ထပ်ဖြတ်တင်ဖန်တီးပေးမှုတစ်ခုကိုတော့တိုက်စစ်မှုနီကိုတဲ့ဂျက်ဆင်ကလွယ်လုံးဝင်မသွင်းရင်ကွာဆိုပြီးတော့ခေါင်းတိုက်သွင်းယူခြင်းအောင်ဆောင်ပြီးရှင်ပန်းနဲ့သွင်းယူခဲ့ကနမလီမီချေတို့ကိုတော့ဦးဆောင်ကိုရရှိစေခဲ့ပါတယ်ပွဲကစားချိန်82မိနစ်ရောက်မှာတော့လူစားဝင်ကစားသမားဖြစ်တဲ့ဒစ်စပရီယောရဲ့ဖန်တီးပေးမှုကို Real Betis နောက်ခံလူဆာဘာလီကသူရှိတဲ့ကြားလာတဲ့ဘောလုံးကိုဖြတ်ထုတ်ဖို့ကြောင်းတောင်လုံးနေချိန်မှာဘောလုံးကနာဂိဆိုင်ကျဲတို့အသင်းကနေဟားချတာတဲ့တောင်မန်ကစားသမားဆန်ဂျူတီရောက်သွားခဲ့ပြီးဆန်ဂျူကလည်းရတဲ့ခွင့်ရကိုအကောင်းမွန်ဆုံးသုံးချနိုင်ခဲ့ပြီးဆုံးသက်နိုင်ခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ Real Betis အသင်းတို့ကဘောလုံးနဲ့ကန်ကစားခွင့်ရခဲ့ပေမဲ့မိနစ်90ရောက်တဲ့ချိန်မှာတော့ညီမလေးမိချယ်တို့အတွက်ပွဲသိမ်းနိုင်ကိုကွင်းနဲ့ကစားသမားကိုင်စီတိုကအန်ဆိုဖာနန်ဒတ်ရဲ့ဖန်တီးပေးမှုမှတစ်ဆင့်ကောင်းဆုံးပိတ်သွင်းနိုင်ခဲ့ပါတယ်။ပွဲပြီးဆုံးချိန်မှာတော့ညီမလေးမိချယ်တို့ကဂုတ်ကြီးအန်တိုနီဦးဆောင်လာတဲ့ Real Betis တို့ကို၄ဂိုးတကူရလက်ဖြင့်ပြပြသားသားဖုတ်ခဲ့ပြီး Conference League Champion ဖြစ်ခဲ့ပါတယ်။ဂုတ်ကြီးအန်တိုနီကနာဂိဆိုင်ကျဲတို့အသင်းကနေအခါနဲ့ Real Betis အသင်းမှာကစားခဲ့ပြီးမိခင်ကလေးဖြစ်တဲ့နာဂိဆိုင်ကျဲတို့အသင်းရော Real Betis အသင်းမှာဥရောပပြိုင်ပွဲနှစ်ခုမှာဘောလူပွဲသီးတက်ခဲ့ကြပေမဲ့နှစ်သင်းစလုံးကရှုံးနေခဲ့တာကြောင့်ဂုတ်ကြီးအန်တိုနီကလည်းတရားတီတွင်အသင်းနှစ်သင်းနဲ့ဒဘယ်စီတူလင်ဖြစ်ခဲ့တာတော့ဝမ်းနည်းစရာကောင်းခဲ့ပါတယ်။ညီမလေးပြီးချေလို့နေတယ်လေအခု Conference League မှာချန်ပီယံဖြစ်ခဲ့တဲ့အတွက်ကြောင့်ဥရောပပြိုင်ပွဲရမှာဖလားဆောင်ရဦးတဲ့အသင်းဖြစ်မှတ်တမ်းတင်ရှီတိုးနိုင်ခဲ့ပါတယ်။ဒီဗီဒီယိုကိုကြည့်ရှုပြီးတဲ့ဆုံးမှာတော့ညီကိုတို့အနေနဲ့လက်ခံ security လုပ်ပြီးတော့လည်းမမေ့နိုင်အောင်နော်တင်ဆက်ပေးခြင်းတဲ့အကြောင်းအများရှိခဲ့တဲ့ comment မှာမှန်ခဲ့ပေးလို့ရပါတယ်ကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးတင်နေပါမယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြမယ်ညီကိုတို့